ကဲဒီနေ့မိဘကဘာလုပ်မှလဲဆိုတော့ခဲဘင်းကိုချက်မဲ့ကျွေးရကြားတယ်လေပင်လဲစာကိုလုံးဝမိဘတော့ဟိုးအရင်တော့လေဇက်ကားတွေမဲ့ခင်အဲ့ပင်လဲစာချက်ရောင်းမှုလေပင်လဲစာအဲ့လိုမျိုးဒါတော့ပမာချက်ပင်လဲစာချက်ပြန်မယ်ဘယ်လိုလေးချက်မလဲဆိုတာလိုက်ကြည့်ပါအဲ့တော့ဒီရေပွဲပေါ့နော်ရေပွဲကိုမိဘကင်ပြီးပြီရေပွဲကင်ရင်အရေးကြီးရနော်သူခေါင်းတွေမှာပါတဲ့ချီးတွေဒီသူ့ရဲ့မျက်စိတွေအကုန်လုံးကိုထုတ်ရမယ်ခုမိဘရေပွဲလေးအကောင်သေးသေးလေးတွေဝယ်ခဲ့တယ်ပေါ့နော်ဒါလေးကိုခုပြုတ်ထားတယ်ဘယ်လိုချက်မလဲဆိုတာကြည့်ပါတကင်းရတော့ဟိုမှာရှိပါတယ်ဟိုမှာတကင်းရအလုံးလုံးရင်းနေကြစီစားနေပါတယ်ကျွန်တော်ကတော့ Asian D ပေါ့ Asian D ကချက်ပြုတ်ပါမယ်ပင်နန်းကချက်ပြုတ်နေပါပြီဂျင်းလုံးစရာဂျင်းဆော့စရာမလိုဒီမှာနော်ဒီထက်မယ်ဒီမှာအခုချိန်နေပါမယ်ဒီလေးထက်မယ်ဒီရဲ့ဒါချက်တုံကြီးရဲ့ချက်တုံကြီးရဲ့ရုပ်တိကျန်းရဲ့ထောင်းထားတဲ့ဆက်ဆက်လေးချိန်မှာဆိုတော့ပြင်ခဲငင်လေးထည့်လိုက်မယ်ခဲငင်လေးထည့်ပြီးလုံးမယ်ပေါ့နော်ဒီအဲ့နဲ့ရဲနေတာကတော့ဒါဒီလိုဒီအကျန်းမှုကြီးမှာဟိုပါပေါ့နော်အဲ့ချိန်မှာခဲငင်လေးအင်းရတဲ့အချိန်မှာပြီးတော့ခုနကပြုတ်ထားတဲ့ဒီဘဝဲလေးထည့်လိုက်ပြီးရသမောင်လေးကနည်းနည်းထည့်ပြီးသားပေါ့နော်လုံးမယ်လေးလုံးလိုက်ပါမယ်ဆက်ဆက်ကလေးပေါ့ဒီကဆက်ဆက်လေးထားကြတော့ဒီကျန်းမုံလေးထည့်ထားတယ်ဒီကျန်းမုံလေးအယောင်လေးတော့ပါနေတယ်နော်လုံးလိုက်ပြီးလုံးပြီးရေးထည့်ပြီးတော့အုပ်ထားလိုက်မယ်ခဏနေလို့ရှိရင်နော်ဆက်ဆက်လေးစားကြမှာပေါ့ခဏနေရေပွဲအဆက်ချက်လေးရပါမယ်ဇုံးရွက်ကြော်မယ်ချင်းမောင်ချင်းဟင်းနဲ့ပြီးပါပြီဒါကြော်မှလဲဆိုတော့ဒါဇုံးရွက်ခုနရေပွဲကပြီးသွားဇုံးရွက်ကြော်ကိုစီးသက်ပါတယ်ဒီကဇုံးရွက်ကြော်တာတစ်ခုတန်းလို့ဒါရတာမဟုတ်တစ်ခါရတန်းထည့်မနက်ငန်းပြားလေးကြော်ငန်းပြားရဲ့နည်းနည်းတော့မရှိတော့ဘူးနော်ဟုတ်လားမရှိတော့ခါရဲစီအဲ့လိုရတာမဟုတ်ခါရဲထည့်တာကစုံရပေးပါအဲ့ဘက်ကမလေးဒီဘက်ကအာဒီဘက်တော့အိုးကန်လေးရပြီရလိုက်တယ်ဒါကတော့နောက်ဆုံးပိတ်ကစုံရဲ့ချက်မောင်ရဲ့ချင်းဟင်းလေးပါပြီးပါပြီကဲနော်ပြမယ်လုံးဝရှယ်စားလို့ရပါပြီခင်ဗျာဒါရေဘိုးရဲ့အဆက်ချက်ကလေးဆက်ဆက်ကလေးကစုံရဲ့ချင်းဟင်းချိုချင်းဆက်လေးပေါ့စားပါနော်ကိုကြီးအဲ့ဒါလိုမိပါလေတခါလေချက်ပြီးစီအဲ့လိုလက်ကဆေးထားလို့တာနော်လက်ဆေးလိုက်ပါဦးမထက်နေနေလက်တော့ဒါနဲ့စားပါနော်ငါတည်းကြည့်ရဆိုတော့ငါအရင်ဆေးလိုက်ငါရေဘိုးမဲ့အေးတယ်မင်းလည်းမဟုတ်ပါဟုတ်အစ်ကိုလည်းရကို review လေးပြောပြမယ်နော်这边高呢，过了两个钟不装，切对的那喽，那可能呀，这可能呢，哎，可能有点没有必要，都啥了呀？干嘛呢？လက်နဲ့ကိုစားလိုက်တော့ဒီမှာဒီလိုမျိုးဒါလည်းအရင်စားကောင်မှာဒါတေချာလောက်ထားတဲ့ဟာဒီမှာ